ဆိုတဲ့စကားရဲ့အဖြေကိုပြောစီကန်းဆိုတာဆက်လက်မတော့နဲ့ဆိုတဲ့နေရာမှာမတော့ဘူးကိုမစားနဲ့ဆိုတဲ့နေရာမှာကိုလည်းတော့မထွေးဘူးအဲ့ဒါစီကန်းမာတယ်စီကန်းဆိုတာမင်းတို့မမာတယ်စီရှိစီမရှိမျိုးကမ်းမယ်လို့ပြောတာလောကမှာမျက်စိအလင်းဆုံးတရားဝါဟာဘာလဲ ကြီးကန်းနဲ့တိုင်းကန်းနဲ့ဆိုရဲ မော်တော်ဘီကကိုမမီဘူးမင်းလာမလူဆိုတာဘာလဲ ဟာလူဆိုတာအကောင်အဆိုးအကြောင်းကျိုးခွဲခြားသိနိုင်တဲ့လူကိုလူလို့ခေါ် မားတယ်လူဆိုတာတလိုက်ဆံမဟုတ်လားမင်းပြင်လို့မရတဲ့အရာဆိုတာဘာလဲ ပြင်လို့မရတဲ့ဆရာဆိုတာခုပြင်အဲ့ဒါလမ်း မား